အားလုံးပဲမင်္ဂလာဒီနေ့တော့ပြောချင်ဆိုတော့ကပ္ပလာမှာကိုယ့်ရဲ့ပြည့်တဲ့ပေါ့နော်တဲ့တိုက်စံဖို့ကီလီယန်အမ်ဘာပေတို့ကွန်ပျူတာဗီဒီယိုလေးပါကိုအပေးပြည့်တဲ့စရုပ်ထားရမယ်ကျင်းနေပါတယ်သူတို့အမေရိကန်နဲ့ရှင်ပြိုင်မယ်စပိန်ကိုဘလို့မှမဖြစ်နိုင်ဘူးစပိန်ရန်ကောင်းပါစပိန်ထိုက်တယ်ဆိုတော့ကောင်းလာရပါဘောနော်အဲ့တော့ဒီဗီဒီယိုလေးကပြည့်တဲ့နဲ့ဒီတိုက်စမို့ကီလီယန်ဘာပေကိုကွန်ပျူတာဗီဒီယိုလေးပေါ့နော်ကဘာပလာမစခင်နေရပါတော့ဟိုပြည့်တဲ့နဲ့ပတ်သက်တဲ့ဟာလေးတွေလိုက်စုတော့ပေါ့နော်ဆိုတော့ဒီဘောလုံးလေးတွေဖောက်တယ်အောင်လေးကုမ္ပဏီရှိတယ်မယ်တော့မေးနေအဲ့ဒီမှာသူ chance ကဒီလိုနာမည်ကြီးတဲ့အယုတ်လေးပါလို့တချို့နာမည်သိမရှိတဲ့လူတွေလည်းပါပါတော့ဒါဆိုရင်တော့ရိုးရိုးကောင်းပြီပေါ့နော်အဲ့လေသူနှစ်ရုပ်တော့ပေါ့နှစ်ရုပ်ဒီကောင်ကြတော့သူက ultra rare တော့အရှားဆုံးကောင်းပဲသူ2018ခုနှစ်ကဒီရုရှားဟိုမှာရတာလားသူကကဘာဖလားရုပ်လေးရဲ့ကြိုင်ထားတာဒီမှာဆွဲချိုးလေးရွှေဆွဲချိုးလေးအဲ့ဒါလေးပါဒါလေးပေါက်တယ်ဒါကျတော့rare နော် ultra rare ဒီကောင်အပြစ်မှာဆိုဒေါ်လာများတယ်ဟိုကောင်က4လုံးပါမှာ$19ပဲပါမဒီကောင်နှစ်ကောင်ကိုအချက်ဆုံးကောင်လေးပေါက်တယ်အဲ့ဒါဘာလို့သူကဒီလိုထဲမှာဒီလိုလေးတိတ်ပြီးတော့ဟုတ်လားဒီလိုတော့မှဘောလုံးလေးသုံးပါမယ်ခါမျိုးလေးပါမယ်ဒီမှာဟိုမှာဗျာဒီကောင်ဆိုဒီအနေနဲ့ကောင်ဆို ultra rare တယောက်ကတော့ထားပါတော့တယောက်ကဒီပေါ့မက်ဆီအောင်ဖြစ်တယ်မပေးနော်အဲ့မှာဒီမှာပါရဲ့ရုပ်တွေထဲမှာဒီအောက်ကကောင်တွေက rare တွေကပါလဲဆိုတော့သူအောက်ခံ base လေးမှာသူတို့နာမည်ပါတယ် base မှာနာမည်လေးပါအဲ့ဒါဟုတ်နော်တော့ဘုမလေးတော့မလဲတန်းစီရုပ်ဘုမဘယ်နေရာပေါက်တယ်ဟိုမှာ Hurricane ရဲ့Alice ရဲ့နော်ဘယ်နဲ့ကောင်းပါလဲရာရိုးကိုချက်တဲ့3ရောက်တော့ပေါ့ရှယ်ကြီးပေါ့နောက်ပြီးတော့သူကဒီထဲမှာဒီလိုပုံလေးပါပုံလေးပါနော်ဟိုမှာတော့ကြည့်ရအောင်ပါအားမျိုးပေါ့နော်ဟုတ်တယ်ပေါ်လို့ရမှာပေါက်တယ်ပေါ့နော်ဒါဆိုရင်ဒါခု ultra rare ပုံလေးပါမကဘာဖလာခိုင်းထားတဲ့ဟာလေးနဲ့ပေါ့နော်ဟာပါတော့အဲ့ဒါတခုချောင်းအဲ့ဒါပေါ်လို့ရတယ်အဲ့ဒါဟိုမမဒါဖြစ်တဲ့တင်ကီချင်းလေးပေါ့နော်ကဘာဖလာအမှတ်တရဝယ်စုတာဒါဆိုရင်ကိုနေတဲ့ server စီကိုဘေး area အတွက်ထုတ်တာဒါဟောလေးပေါ့sorry နော်ရတော့လေဒီမှာဆိုဘာလာထူဖီပေါ့နော်ဒါဒီရုပ်လေးပေါ့နော်ဒါသူ့ကိုကွန်ပျူတာအနေနဲ့ကိုရမ်းပြောတာဒါလေးပေါက်တယ်ပေါက်တော့ဒီမှာကလီယန်ဘာပေးအင်းကြီးဝယ်ထားတော့သူဟိုဒီစိတ်နမနဲ့ထိုးသွားတာအဲ့တော့သူကဘာဖြစ်လဲဆိုလက်ရှိကဘာဖလာမှာသူကကဘာဖလားတမိုင်းတစ်လျှောက်ပေါ့နော်တမိုင်းတစ်လျှောက်မှာကိုအများဆုံးတွင်းသူပေါ့နော်သူကအဲ့လိုကိုအများဆုံးတွင်းသူဖြစ်တာတော့သူကပါလဲဆိုတော့22ပွဲနဲ့22ကိုဆိုသူရဲ့ဆွမ်းဆောက်ရည်ရကျွတ်စင်22ပွဲမှာ22ကိုတော့တချို့လူတွေဆိုကဘာဖလား6ပွဲလောက်ကမှ6ခါပေါ့နော်4နဲ့6ခါဆိုတော့ကြည့်နော်ပွဲပေါင်းက30ကျော်ကမှ920ဟွာလောက်ရသူ22ပွဲနဲ့22ကိုဆိုသူ့ဟိုပါပေါ့ Mr. Walker လို့တင်စားရတယ်မမအောင်ပေါ့နော်နောက်တစ်ချက်ကသူကဘာလဲဆိုတော့ဒီ all time score ပြင်ဟိုဒီကမ္ဘာဖလားမှာကိုအများဆုံးတွန်းသူစုကိုနှစ်ကြိမ်ဆက်ပေါ့နော်ရတယ်ပထမဆုံးတော့စားသမားနောက်တစ်ခုကကမ္ဘာဖလားမှာရောသူကန်တဲ့လိလာလီဂါမှာရော
လာလီဂါမှာလည်းကိုသွားများဆုံးသွင်းတာနောက်ပြီး UCL လို့ခေါ်တဲ့ Champion League မှာလည်းသူက15ဂိုးနော်ဂိုးများဆုံးသွင်း Golden Boot ရတယ်နော်ကမ္ဘာ့ဖလားမှာလည်း Golden Boot ရတယ်နော်12ဂိုးနဲ့နော်ကွင်းကို12ဂိုးဖန်တီးမှု4ဂိုးဆိုပါဝင်ပတ်သက်မှုက10ဂိုးနဲ့4ဂိုးဆို14ဂိုးနော်ကွင်းကို10ဂိုးနောက်တစ်ချက်ကကိုဖန်တီးမှု4ဂိုးဆို14ဂိုးနော်ကိုပါဝင်ပတ်သက်မှု14ဂိုးနော်လာလီဂါမှာ25ဂိုးနဲ့ပါရ Golden Boot ကမ္ဘာ့ဖလားမှာလည်း Golden Boot နောက် UCL Champion League မှာလည်း15ဂိုးနဲ့ Golden Boot သူအသေးလိုက်မအောင်မြင်ပေမဲ့သူ့ရဲ့ individual မှာသူ့ကိုရှင်းတဲ့ကစားသမားတယောက်မှမရှိနော်တယောက်မှမရှိတဲ့အပြင်အဲ့လို3မျိုးလုံးမှာ Golden Boot ရဆိုသူ့အချက်မှာတယောက်ပဲရှိတယ်အဲ့လိုကပေါ်တူဂီကနေတွေ့1966ကနာမည်ကတော့မေ့တော့ထားလိုက်ပါနော်အဲ့တော့မပြောပြတော့အဲ့တော့သူနဲ့ပတ်သက်တဲ့ပစ္စည်းကိုဝယ်စုတာအရန်မိုက်သွားတယ်ချိန်တန်သူကဈေးတက်မဲ့ရတယ်သူ့ရဲ့စံချိန်တွေကသူပဲဆက်ချိုးမှာခုတော့သူကအများဆုံးလေနော်ချိုးထားရဆိုတော့နောက်တစ်ခုကသူနဲ့ပတ်သက်ပြီးတော့ဒါလေးပေါ့နော်ဝယ်စုတယ်နော်ဆိုပန်နီနီနော်ဒီတော့အထဲမှာပါပါတယ်ဆိုတော့ဒီမှာဟုတ်ကဲ့ပြရမယ်ဖောက်ပြီးတော့ပေါ်ပါပေါက်ထားတယ်ဆိုတော့စတေကာလေးပေါ့နော်အမျိုးလေးဒါစတေကာထားဆိုရင်ဒါစပိန်တဲ့ဟာလေးနော်နောက်မှာဒါမျိုးနော်ဒါမျိုးဒီမှာဆိုရင်ဒါကလို့ပြောမလဲဒါဥရုဂွိုင်းအမဒါဆိုဂျာမနီဘယ်နှခုနှစ်ကဆိုဒါတွေကရှားသွားတယ်အဲ့မှာဆိုဘရာဇီးဒီမှာဒါမျိုးတွေပေါ့နော်ဒါသူဘယ်နှခုနှစ်ကလဲဒါမျိုးလေးအများကြီးပဲဒီမှာပေါက်တာနော်တချို့နာမည်ကြီးစနေပါတယ်ဗျထားလိုက်တော့ဒါတစ်ခုဟိုဒီတော့ဒီလိုစာအုပ်လေးပါတယ်ဒီထဲမှာသူရဲ့ history ပေါ့နော်ဒီမှာဆိုသူ့အတင်းမှာခုန speaker လေးအသေးကြည့်အောင်လိုက်ကပေါ့နော်ဒီပါဆိုကျွန်တော်အကုန်မှာသူကဘာလောက်ကိုကန်သွားအတင်းနိုင်ပါတယ်နောက်တစ်ခုကဒီဘောဝကရဲ့ history power အားရဝယ်စုတာပေါ့ဘာစီပါဘယ်နှခုနဲ့ကပဲတင်းရဘယ်လိုရသူကြီးကကိုများဆုံးသွင်းသူပဲလို့ထားတယ်မျိုးပေါ့နော်ပြီးတော့ဆမ်မကိုပေါက်ထားတာပေါ့နည်းနည်းလေးကိုတို့အရင်ကိုတန်ဖိုးရှိတဲ့အရာလေးပေါက်ထားပါတယ်မဆိုရင်ခရစ္စတီယာနိုရိုနယ်ဒိုပါနောက်ခုပေါက်ထားပါတယ်နော်ဒါဆိုရင်စပိန်တဲမှာဆိုရင်ဒီမှာ Ferran Torres နိုင်ကိုကျောင်းသွားတဲ့ကောင်ပါ Ferran Torres ဒီမှာဟုတ်ပြီမိုရီနိုနော်ဒီမှာဆိုရင်ဟိုဖန်တီးဝေးသွားတယ်ပေါ့နီကိုဝီလီယံနော်ဒါဆိုရင်ဒီကောင်ကိုလည်းကောင်းတယ်ရိုရီရောမပေါ့ဗျာရိုရီမပေါ့တော့ရိုရီလည်းကောင်းတယ်ကိုရီးယားဆိုနကတ်တော့ပါကိုရီးယားနကတ်ပါနော်ကဲကိုကြိုက်ဆုံးပြင်သစ်ကရောက်ပါကိုကြိုက်ဆုံးပြင်သစ်ကထပ်သွားရောက်ပါဒီမှာဟုတ်ပြီပါအင်္ဂလိပ်ဒါအင်္ဂလိပ်ပြင်သစ်ကပဲရောက်ပါဟောဒီပါအင်္ဂလိပ်ဒီဘက်ကိုချတော့တယ်ဒီဆိုရင်တဲ့လိုက်ပုံလေးနော်ဒီမှာတဲ့လိုက်အများကြီးပဲဒီမှာကိုယ်အမ်ဘပေကအမ်ဘပေဒီမှာနောက်ကိုပေါ့နော်ဒါသူကဒီပုံမှာအယောင်လေးလိုက်ပြီးတော့ဈေးကွာနော်ဘောနော်ဒါလေးရတော့ထားလိုက်တော့ဟို
လာပြီကိုမပြောချင်တာနော်အဲ့တော့သူ့ကိုကွန်ပျူတာအနေနဲ့သူဖဏလေးပေါ့နော်ထုတ်ထားတဲ့ဟာဒီတော့ဘယ်ကုန်းကထုတ်လဲတော့မသိသူတို့ထုတ်ပြထားတဲ့ focus ဖဏလေးပေါ့နော်အဲ့လေးဒီနေ့ရောက်လာတယ်တော့သူ့ကိုလည်းကွန်ပျူတာကျင်တယ်အဲ့တော့ celebrate လုပ်ဖို့မထားလည်းဗျာအုတ်ထုကလည်းဗျာနိုင်ကလည်းဗျာလူလေးပဲတောက်တဲ့ဟာလည်းလူလေးပဲလည်းကုန်ပြီနော်ကိုယ့်ရဲ့ကောင်းကြီးထွက်တာခဏတော့ကုန်ပြီโอเคအားရဒီကုန်ပြီအဲ့တော့ဒီကောင်ကိုထောက်ကြည့်ကြမှာတွေ့လို့နားအဲ့ဒီဟာပထမဆုံးရောက်လာတဲ့အရာပေါ့ဒါနောက်အရာလေးလာအောင်မယ်အဲကျရင်ထပ်ဖို့မယ်ဒါနဲ့ထောင်းတယ်ဘယ်ခုနှစ်ခါလဲမသိဘူးထားလိုက်ပါတော့ဟိုဝယ်ရသူ့တော့မမောက်မေဘူးဒါကတော့တော်တခုရှိတာထုတ်ထားတာနည်းနည်းကြာပြီဆိုတော့ဟိုတချို့ကအရာတွေကဟိုဘယ်လိုလဲဒီကောင်ကအဖုံးတော့မပါတော့ဘူးပေါ့နော်မပါတော့ဘူးတော့ကြည့်အောင်ဟောဒီမှာဒါလေးပါအပြအောင်လေးလိုက်ရလဲပြတယ်နော်ဘာပါလဲဆိုတော့ဟုတ်ပြီအားကြီးတော့ဒီမှာနော်ဒီမှာဖုန်းတော့လက်တော့ပါမလားဘောနော်ဟောဒီတော့ပါအော်ဒီတော့အဲ့မှာပါပါတယ်ဒီရဲ့စစ်တဲ့ဟာပါမယ်တော့ဒီရဲ့အဲ့ဒီပါဒီတော့ PM ဆိုရယ် Nike ရဲ့ဒီလိုလေးရေးတာနော်ဒါလေးပါမယ်တော့လက်ထဲအဲ့ဒီကိုတော့နားလေးကိုကြည့်ကြရအောင်โอเคဒီချာကြည့်လို့ဆိုဝါပေါ်လေးပြပေါ်လေးဒီကောင်မသိရင်တရားလေးကဘာရေးထားမှမသိဘူး sush က nice sush ကိုတော့လောကီကချာရတာဟောတော့ပြဒီမှာ a ဆိုတာ aရေးထားတယ်ဟောရေးထားတယ်နော်သူ့ရဲ့ခွာကအဲဆုံပေါ့နော်သူက e-light ပေါ့နော်ဟောဘောကပနာမှာသူကရိုးရိုးရှိမယ် academy ရှိမယ် pro ရှိမယ် e-light ကတော့အမြင့်ဆုံးပေါ့နော်ပြော e-light ပါဒီမှာသူရဲ့အောက်ကဒီလိုပုံစံပါနော်နောက်သူဒီမှာနောက်ကဒီဘေးမှာဒါ KM ဆိုတာသူကီလီယန်အမ်ဘပ်ပေပေါ့နော်အဲ့ဒါပါနောက်တစ်ခုကဒီမှာ KM ဆိုပြီးပါပါတယ်ဒါပေဘောနော်ဒီလိုကျောင်းမှာဒီရမိုက်ပါဒီကောင်လည်းဒါညာပဲပါနော်တော့အဲမှာဒီမှာလက်လေးနဲ့ချောင်းနဲ့သူစပီကိုစားပြီးပါပေါ့နော်အဲ့လိုရေးလာဆိုတော့လေညာနေပါတော့မိုက်ပါတယ်ပေါ်လေးဗျဒါလေးကသူမှာ YouTube မှာသူဒီခဏကိုစီးပြီးတော့ဟိုကြော်ညာတဲ့ပုံစံလေးလည်းရှိရတယ်ဒါပေမဲ့သူခဏတည်းဝယ်စုတဲ့ထဲမှာဒီကောင်ကနံပါတ်5မှာပဲရှိတယ်နံပါတ်1ကနေရတော့ခဏကတော့ရမ်းရှာခတ်သွားတယ်ဈေးလည်းရမ်းမြောက်တယ်ပေါ့နော်ရှိတော့ရှိတယ်ကိုယ် site ကမရှိတော့ဒါပေမဲ့ site ကို30တော့အဲ့လောက်ကြီးတယ်ပေါ့နော်ဒါပေမဲ့တော်တော်လေးရှားသွားပြီပေါ့နော်ဒါလေးကကိုယ် site လည်းရှိတော့အပြာလည်းကိုကြိုက်တယ်။နော်တင်းတင်းချင်းကလည်းအပြာဆိုတော့လေမလား။ဒါလေးဝယ်စုပြတယ်။ဒါလေးကနောက်ရန်လေးလည်းရလဲ။ဝယ်စု။ဟောညမိုက်ပါ။ဒါလေးပါ။နောက်ဖက်နှက်လေးတွေရောက်လာရင်လည်းလာပြီးတော့ပြပါအောင်မယ်။
တော့သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဒါလေးကိုစုဖြစ်တယ်အားပေးရချိုရနှက်တဲ့ကောင်ကြီးဟောအတင်းလိုက်စုဖလားမရပါမယ်သူ့ရဲ့တဦးချင်း individual ရမ်းမိုက်ပါရမ်းကိုဂုဏ်ဖို့ကောင်းတယ်ဟိုဒီတဲ့ကိုအားပေးလာကြာပြီပေါ့နော်ဟိုစင်တဲ့စီတန်တို့ဘာသာဆိုလော်ရန်ဘလန်ဆိုတန်ဇာရီတို့ဟောရှေ့မှာပြောရင်လူရှိမလား we taught Tracy K Honorary no လေလာမှာဆို Michael Lily no defense ကြီးဒီဘက်မှာ Lisa Razu တို့ဘာလို့ပေါ့အခက်ကြီးစီတန်းတို့နောက်တန်းဆို Lauren Blanc Balthus နဲ့အရန်ကောင်းခဲ့အဲ့ဒီကွာအားပေးလာတင်စရာအခုမျိုးဆက်ကမပြတ်ဘူးသူ့ရဲ့ဟိုနောက်လာမှာဆိုအခု Olise တို့ Dembele တို့အရန်ကောင်းတယ်ပေါ့အထက်ကကွင်းလက်လေးပါနော် Chaki တို့နောက်တန်းမှာလည်းအထက်ကနည်းနည်းဖြစ်ရမှာအခုကဇီတန်းကလည်းဒီပြဖြစ်ပြောင်းသွားပြီဆိုတော့ဒီမှာပို့ပြီးတော့မိုက်သွားတယ်နောက်အနာဂတ်ကလှပအောင်ဟိုရှိတယ်ဒီကရှေ့တန်းတိုက်စစ်တော့မဟုတ်ဘူးအဓိကကွင်းလယ်နဲ့ကိုသမားနေတာကိုသမားနေအဲ့ဒါအရင်ရေးကြည့်အဲ့ဒါလေးပြင်လိုက်ရင်တော်တော်လေးကို perfect ဖြစ်သွားလို့နော်နောက်လာမယ့်ယူရိုမှာတော့စီတန်းစကင်ပြီဆိုတော့2030ထိစောင့်ကြည့်ရအောင်ဟုတ်နော်အဲ့ဒါလာပြောတော့ရမိုက်ပါဒါကီလီယန်အပေးဖန်နေတော့ဒါကတော့ဝယ်စုတဲ့နဲ့ဖဏလေးကြည့်ရအောင်နော်တော့ဝယ်စုလိုက်ပြီဒါလေးပါအားလုံးပဲ bye bye see you in the next video